Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နေကြီးဘန်ကောက်ကနေပြီးတော့မှစင်ကာပူသွားလဲပြတာလေး sharing လုပ်ပေးပါမယ်အဆန်ရှိရဲ့သူတွေတက်တော့ပြန်လောက်ခံရလဲလေစိတ်ကနေပြန်လောက်ခံရလဲကိစ္စမရှိပေမဲ့ကိုယ့်ရဲ့လောအားကလေးနဲ့ချွေးနေတာလေးနဲ့ခရီးသွားတဲ့သူတွေအတွက်ပြန်လောက်ခံရတယ်ဆိုရင်သွားပြန်လေးလက်မှတ်တွေဆုံးရှုံးမယ် Pollution Hotel ကားတွေလည်းဆုံးရှုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့လေစိတ်မှာဘာတွေမေးလဲဆိုတာဘာတွေပြင်ဆင်သွားရမလဲဆိုတာကို sharing လုပ်ပေးပါမယ်အခုကတော့ဘန်ကောက်လေဆိပ်ဒွန်မောင်း airport မှာဖြစ်ပါတယ်။အခုတော့ flight မထွက်သေးလို့မလို့ထိုင်ဆောင်နေတာဖြစ်ပါတယ်။ဒါတော့ plane ပေါ်စတက်တော့မှာဖြစ်ပါတယ်။ခုနောက်ပိုင်းစင်ကာပူလေဆိပ်ကလည်းသူတို့ကရစ်လာပြီဆိုတော့လေကိုယ့်ဘက်ကအကုန်လုံးအစဉ်တင်ပြင်ဆင်သွားတာကောင်းပါတယ်။စင်ကာပူလေဆိပ်ရောက်တော့ဘာတွေပြခိုင်းလဲဆိုတော့show money ပြခိုင်းတယ် return ticket ပြခိုင်းတယ် Pollution Hotel booking ပြခိုင်းတယ်ပေါ့နော်အတိရှိလားမေးတယ်တကယ်ချင်းရှိလားတကယ်လို့ရှိရဆိုလို့ရှိရင်တို့ရဲ့ contact တွေတောင်းတယ်ပေါ့နော်ပြီးတော့လည်းဒီမှာဘာလာလောက်တာလဲဘယ်နည်းရက်နေမှလဲအဲ့လိုမျိုးမေးတယ်ပေါ့နော်ဟိုကတကယ်လို့3-4ရက်ပဲနေမယ်ဆိုလို့ရှိရင်3-4ရက်နဲ့ညီမျှတဲ့ show money ကိုပြခိုင်းပါတယ်ဒေါ်လာ900ဆို900 1000ဆို1000ပေါ့နော်အဲ့လိုမျိုးပြခိုင်းပါတယ်ဒါတော့စင်ကာပူ immigration ကိုအောင်မြင်မြင်နဲ့ဖြစ်လာပြီးပါပြီချန်ကီလေဆိပ်ဖြစ်ပါတယ်ပြီးတော့လေဆိပ်ကနေမြို့ထဲကိုသွားဖို့လည်းသူတို့ဘတ်စကားစီစဉ်ပေးရပေါ့နော်ဘတ်စကားနဲ့ MRT ထိလိုက်ပို့ပါတယ်ဘာရောနေကြီး MRT ကနေပြီးတော့မှတဲမဲဟိုတယ်ကိုလမ်းလျှောက်သွားနေတာဖြစ်ပါတယ်